မင်္ဂလာပါဒီနေ့မှာတော့ခေတ်သစ်ဆုံးထောက်စကားတွေထဲမှာအကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့ night out စကားကို recap လုပ်ပေးသွားမှာပါဇလန်းကတော့ကဘာကျော်စုံထောက်ဝတ္ထုရေးဆရာကြီးဟာလန်တရွမ်းပေးရဲ့အိမ်ကြီးမှာစတင်ပါတယ်သူ့ရဲ့85နှစ်ပြည့်မွေးနေ့ပါတီအပြီးနောက်တစ်နေ့မနက်မှာပဲဟာလန်ဟာသူ့ရဲ့စာကြည့်ခန်းထဲမှာလေပင်လီပြီးတေဆုံးနေတာကိုအိမ်ကူကတွေ့လိုက်ရပါတယ်ကြည့်ရတာတော့ကိုတေချောင်းကြံစီမှုနဲ့တူနေပေမဲ့တပတ်အကြာမှာတော့နာမည်ကြီးစုံထောက်ကြီးဘီနွိုက်ပလန်ရောက်လာပါတယ်သူ့ကိုတယောက်ကအမည်မဖော်ပဲငှားရမ်းလိုက်တာဖြစ်ပြီးဒီတေဆုံးမှုဟာလူတက်မှုဖြစ်နိုင်တယ်လို့တန်တရားရှိနေကြပါတယ်ဟာလန်မိသားစုဝင်တွေဟာတယောက်ချင်းစီမှာအပြစ်ကင်းတဲ့သူမရှိသလောက်ပါပဲလင်နာဆိုတဲ့တယောက်ကကိုချစ်ထောက်ပေါ်ကိုရက်တည်တယ်လို့ပြောပေမဲ့သူ့လုပ်ငန်းကိုအဖေစီကပတ်စံချေပြီးမှစခဲ့ရသူပါဝတ်ဆိုတဲ့တယောက်ကအဖေရဲ့စာအုပ်တိုက်ကိုဦးစီးနေပေမဲ့တေဆုံးတဲ့ညမှာပဲအဖေဖြစ်သူကသူ့ကိုအလုထုတ်ပစ်ခဲ့ပါတယ်ဂျိုနီဆိုတဲ့တယောက်ကဟာလန်စီကနေကြောင်းလာခဆိုပြီးပတ်စံတွေကိုလိန်ညာထုတ်ယူနေသူပါရစ်ချက်ဆိုတဲ့တယောက်ကလင်ဒါရဲ့ခင်မွန်းဖြစ်ပြီးသူဖောက်ပြန်နေတာကိုဟာလန်ကသိသွားခဲ့ပူပါတယ်သူတို့အားလုံးမှာဟာလန်ကိုတတ်ဖို့အကြောင်းပြချက်ကိုစီရှိနေကြပါတယ်ဒီကြားထဲမှာထူးခြားတဲ့ဇက်ကောင်ကတော့ဟာလန်ရဲ့တူနာပြုမိန်းကလေးမာတာပါမာတာမှာထူးဆန်းတဲ့ယောဂတစ်ခုရှိတယ်အဲ့ဒါကတော့သူမဟာလူလိန်ပြောလိုက်တာနဲ့အန်ချပစ်တာပါပဲဒါကြောင့်လဲသူမဟာစုံထောက်ကြီးအတွက်အားကိုးရဆုံးလူယုံတော်ဖြစ်လာပါတယ်။များသောအားဖြင့်စုံထောက်ကားတွေကဇက်ရှိန်ကိုအဆုံးထိဆွဲထားလေးရှိပေမဲ့ဒီကားကတော့မိနစ်30မှတင်အမှန်တရားကိုချပြလိုက်ပါတယ်။မာတာရဲ့အမြင်အရအဲ့ဒီညကသူမဟာလန်ကိုဆေးထိုးပေးရင်းဆေးပလင်းမပြီးတေးစေနိုင်တဲ့မော်ဖင်းတွေကိုအလွန်ကျွံထိုးပေးမိလိုက်တယ်လို့ထင်သွားပါတယ်။10မိနစ်အတွင်းဟာလန်တေတော့မယ်ဆိုတာသိလိုက်ရတဲ့အခါဟာလန်ကမာတာရဲ့မိသားစုဒုက္ခမရောက်အောင်ဇလန်းဆင်ပေးခဲ့ပါတယ်။မာရာကိုအိမ်ကနေဘယ်သူမှမသိအောင်ထွက်သွားခိုင်းပြီးလူတက်မှုမဟုတ်ပဲကိုတေချောင်းကြံစီမှုဖြစ်အောင်သူ့လေပင်သူလှီးဖြတ်လိုက်ပါတော့တယ်။မိသားစုဝင်တွေဟာအမွေရဖို့မျှော်လင့်ချက်ကြီးစွာနဲ့တေတန်းစာဖတ်တာကိုစောင့်နေကြပါတယ်။ဒါပေမဲ့ဟာလန်ကသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးအိမ်နဲ့ကုမ္ပဏီအားလုံးကိုမာတာတယောက်တည်းကိုပဲပေးခဲ့တာပါ။မိသားစုဝင်တွေဟာယူမတက်ဖြစ်ပြီးမာရာကိုဝိုင်းတိုက်ခိုက်ကြပါတယ်။ဒီအချိန်မှာမြေးဖြစ်သူရန်ဆန်ကမာရာကိုကယ်ထုတ်သွားပါတယ်။သူကမာတာဘက်ကရက်တီပေးမယ်လို့ပြောပြီးမာတာစီကအမှန်တရားကိုမေးမြန်းပါတယ်။နောက်ဆုံးမှာတော့အမွေဝေစုပေးဖို့သဘောတူညီချက်နဲ့သူတို့နှစ်ယောက်ပူးပေါင်းလိုက်ကြပါတယ်။မာရာဟာတယောက်စီကနေချင်းချောက်စာလက်ခံရရှိပြီးချင်းဆိုတဲ့နေရာကိုသွားတဲ့အခါအိမ်အကူဟာဆေးလွန်ပြီးတေခါနီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။စုံထောက်ပလန့်ကမာရာကိုအိမ်ကိုပြန်ခေါ်လာပါတယ်။အဲ့ဒီမှာရင်အမှုမှန်ပေါ်လာပါတော့တယ်။အမှန်တရားကတော့ရန်ဆန်ဟာအဖိုးဖြစ်သူကမာရာကိုအမွေပေးမယ်ဆိုတာကြိုသိခဲ့လို့မာရာကိုလူသက်သမားဖြစ်အောင်ထောင်ချောက်ဆင်ခဲ့တာပါ။သူကဆေးပလင်းတွေရဲ့အညွှန်းတွေကိုအချင်းချင်းလဲလှယ်ထားခဲ့ပါတယ်။ဒါပေမဲ့မာရာဟာသူနာပြုကောင်းတစ်ယောက်ဖြစ်လို့အညွှန်းကိုမကြည့်ပဲဆေးရဲ့အယောင်နဲ့အပြစ်ကျဲကိုကြည့်ပြီးမှန်ကန်တဲ့ဆေးကိုပဲထိုးပေးခဲ့တာပါ။ဆိုလိုတာကဟာလန်ဟာဆေးလွန်ပြီးတေးစရာအကြောင်းလုံးဝမရှိပဲအလကားတေဆုံးသွားခဲ့ရတာပါရန်ဆန်ဟာအကြံပြတ်သွားတဲ့အခါမာရာကိုဓာတ်နဲ့ထိုးတက်ဖို့ကြိုးစားပေမဲ့အဲ့ဒီဓာတ်ကအတုဖြစ်နေပါတယ်ရန်ဆန်အဖမ်းခံလိုက်ရပါပြီရုပ်ရှင်ရဲ့အဆုံးမှာတော့အရန်ကိုကျေနပ်ဖို့ကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့ရပါတယ်ဟာလန်မိသားစုဝင်တွေဟာအိမ်ကြီးပေါ်ကနေနှင်ထုတ်ခံရပြီးခြံထဲမှာရက်နေကြရပါတယ်မာရာကတော့အိမ်ကြီးရဲ့ဝရန်တာပေါ်မှာရက်ပြီး My House My You My Coffee လို့ရေးထားတဲ့ကော်ဖီခွက်ကိုကင်ရင်းသူတို့အားလုံးကိုငုံကြည့်နေပါတော့တယ်။စုံထောက်ကြီးပလန့်ကတော့အလဲမှာအပေါက်ပါတဲ့ဒိုးနက်လိုရှုပ်ထွေးလာတဲ့အမှုကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပြီးထွက်ခွာသွားပါတော့တယ်။